တကူတဲ့နေထိုင်ခြင်းကိုအိမ်တောင်မပြုတ်ခင်ခိတ္တဖြတ်တန်းရတဲ့ဂျားကာလာတစ်ခုလိုပဲထင်နေကြတော့လားတကယ်တော့အခုခေတ်မှာဒါဟာယာယီအခြေအနေတစ်ခုမဟုတ်တော့ပဲခိုင်မာတဲ့လူမှုရေးခန္ဓာတစ်ခုဖြစ်လာနေပါတယ်ကိုဘဝကိုကိုယ်တိုင်ပုံဖော်ပြီးလွတ်လပ်မှုကိုတန်ဖိုးထားတဲ့သူတွေအတွက်ဒါစိတ်ဝင်စားစရာကောင်းတဲ့အပြောင်းလဲတစ်ခုဖြစ်ပါတယ်ဒီလိုပြောင်းလဲလာတဲ့အယူဆတွေရဲ့နောက်ွယ်မှာဘလို့အတိတ်ပဲတွေရှိနေမလဲဆိုတာကိုသတိထားကြည့်မိပါသလားပညာရှင်တွေကတကိုယ်ထဲနေထိုင်ခြင်းအပေါ်အမြင်ပြောင်းလဲလာပုံကိုအဆင့်၃ဆင့်နဲ့ရှင်းပြထားပါတယ်ဒီအဆင့်တွေကိုကြည့်ခြင်းအပြင်လူမှုပတ်ဝန်းကျင်ရဲ့ခံယူချက်ဘလောက်ပြောင်းလဲသွားလဲဆိုတာသိနိုင်ပါတယ်ပထမအဆင့်ကတော့တကိုယ်ထဲနေတာကိုအထီးကျန်တာဒါမှမဟုတ်မပြည့်စုံတဲ့လူလာမြုပ်မှုလို့မြင်တဲ့အဆင့်ဖြစ်ပါတယ်ဒုတိယအဆင့်မှာတော့ဒါကိုကိုယ်တိုင်ရွေးချယ်တဲ့လွတ်လပ်မှုနဲ့ကြည်နပ်မှုလို့အတိမတ်ပြုလာကြပါတယ်အခုတတိယအဆင့်မှာတော့ဒါဟာဘလို့ပုံစံနဲ့ရှင်သန်နေထိုင်တယ်လဲဆိုတဲ့ကိုယ်ပိုင်လက္ခဏာတစ်ခုဖြစ်သတ်မှတ်လာကြတာပဲဖြစ်ပါတယ်တကူဒီနေထိုင်သူတွေဟာသူတို့ရဲ့ဘဝကိုလက်တွဲဖော်မရှိလို့လိုအပ်ချက်ရှိနေသူတွေအဖြစ်မခံယူတော့ပါဘူးကြားမခွဲခြားမှုဒါမှမဟုတ်မိဘဖြစ်မှုတို့လိုပဲဒါဟာသူတို့ရဲ့တည်ရှိမှုပုံစံတစ်ခုဖြစ်လာပါတယ်ဒီလိုကိုအပြုတ်သဘောဆောင်တဲ့အမြင်နဲ့သတ်မှတ်ထားတဲ့အတွက်သူတို့ဟာအထီးကျန်မှုထက်မိမိကိုယုံကြည်မှုကိုပိုပြီးခံစားရလိမ့်ရှိပါတယ်သူတို့ရဲ့နေ့စဉ်ဘဝတွေကပုံမှန်အတွေးအခေါ်တွေနဲ့မတူဘဲထူးခြားတဲ့တန်ဖိုးထားမှုတွေနဲ့ပြည့်နှံနေတတ်ပါတယ်တကိုယ်ဒီသမားတွေရဲ့ဘဝဟာ၆ကပ်မနေပဲခိုင်မာတဲ့တငယ်ချင်းအတိုင်းဝိုင်းတွေနဲ့တိဆောက်ထားတာကိုတွေ့ရမှာပါသူတို့ဟာအလုံးမှာအာယုံစိုက်တာဝါသနာပါရာကိုဖန်တီးတာနဲ့ပတ်ဝန်းကျင်အတွက်အကျိုးပြုတာတွေမှာပိုပြီးအချိန်ပေးနိုင်ကြပါတယ်သူတို့ရဲ့ဘဝဟာတစုံတစ်ယောက်အပေါ်မှာပဲမှီခိုနေတာမျိုးမဟုတ်ပဲမတူညီတဲ့လူမှုဆက်ဆံရေးတွေကနေအနှစ်သာရကိုရှာဖွေတတ်ကြပါတယ်ဒါပေမဲ့ဒီလိုလွတ်လပ်တဲ့နေထိုင်မှုပုံစံနောက်ွယ်မှာလူအများသတိမထားမိတဲ့စင်ခုံမှုတွေလည်းရှိနေတယ်ပါတယ်လက်ရှိကျင့်သုံးနေတဲ့ဥပဒေတွေအခွန်စနစ်တွေနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကအိမ်တောင်တွေကိုပဲအဓိကထားပြီးဒီဇိုင်းထုတ်ထားတာပါဒါဟာတကိုယ်တည်းနေထိုင်သူတွေအတွက်ဘန္တာကြီးနဲ့လူမှုရေးအရနစ်နာမှုတွေဖြစ်စေပါတယ်အလုတ်ခွင်တဲ့လူမှုအဖွဲ့အစည်းတွေမှာအိမ်တောင်ရှိမှသာအခွင့်အရေးပိုရတယ်လို့ဖြစ်နေတဲ့အယူအဆဟောင်းတွေကသူတို့အတွက်အဟန့်တားဖြစ်နေပါတယ်ဒီလိုမတူညီတဲ့အခြေအနေတွေဟာတကိုယ်တည်းနေသူတိုင်းမှာလည်းထပ်တူမကြနိုင်ပါဘူးတကိုယ်တည်းနေထိုင်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာပဲတဦးနဲ့တဦးကြုံတွေ့ရတဲ့အခြေအနေတွေကအများကြီးကွဲပြားပါတယ်အသက်အရွယ်ကြားမှဖြစ်တည်မှုလူမျိုးနဲ့ယဉ်ကျေးမှုတွေအပေါ်မူတည်ပြီးသူတို့ရဲ့အတွေ့အကြုံတွေကကွဲပြားခြားနားနေတာပါမျိုးပြမှာနေတဲ့လူငယ်တယောက်ရဲ့အမြင်နဲ့အသက်ကြီးမှတကိုယ်တည်းဖြစ်နေသူရဲ့ခံစားချက်ကလုံးဝတူညီမှာမဟုတ်ပါဘူးဒါကြောင့်တကိုယ်တည်းနေထိုင်ခြင်းကိုပုံသေးကားချက်အမြင်တစ်ခုတည်းနဲ့ကြည့်လို့မရတော့တာဖြစ်ပါတယ်တကိုယ်တည်းနေထိုင်ခြင်းဟာအစွန်းရောက်တဲ့နေထိုင်မှုမဟုတ်ဘဲခေတ်သစ်လူမှုဘဝရဲ့အဓိကအစိတ်ပိုင်းတစ်ခုဖြစ်လာပါပြီဒါကိုအလေးနဲ့နားလည်ခြင်းကလူသားတွေရဲ့ပတ်သက်ဆက်နွယ်မှုနဲ့ဘဝအတိတ်တွေကိုပိုပြီးကြည်ကြည်ပြန့်ပြန့်မြင်နိုင်ဖို့ကူညီပေးပါတယ်ဒီပြောင်းလဲမှုတွေကနေတဆင့်လူမှုပတ်ဝန်းကျင်ဟာပိုပြီးပွင့်လင်းမြင်သာတဲ့အယူအဆတွေကိုဖော်ဆောင်လာနိုင်မှာဖြစ်ပါတယ်ဒါကလူမှုဘဝပုံစံသစ်တွေရဲ့အစပဲရှိပါသေးတယ်နောက်ပိုင်းမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့လူမှုရေးဖြစ်စဉ်တွေကိုဆက်လက်လေ့လာကြည့်ဖို့လိုအပ်ပါလိမ့်မယ်